အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ကတော့ဧကကနိပတ်တီလဝတ်မှာအလားရှိတယ်လက္ခဏာမိဂါဇက်အကြောင်းပြောချင်ပါတယ်မြတ်စွာဘုရားဟာဒေဝရတ်၏တောင်းဆိုလျှောက်ထားချက်ကိုညှင့်ပယ်တော်မူသဖြင့်မကျေနပ်သောဒေဝရတ်သည်တန်ဃာတို့ကိုတင်ခွဲပြီးသူ၏နောက်လိုက်ယဟန်900နှင့်အတူဂယာတိတအရက်သို့သွားနေတယ်မြတ်စွာဘုရားရှင်သည်ရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောက္ကလံမထေရတို့ကိုတင်တို့၏တပည့်900တို့သည်ဒေဝရတ်၏အယူဆကိုနှစ်သက်လက်ခံနေကြ၏တို့ယဟန်တော်များအားလုံးကိုအရဟတဖို့သို့ရောက်စေ၍ပြန်ခေါ်လာကြဟုမိန့်တော်မူသည်အဂတဝကနှစ်ပါးသည်ဂယာတိတသို့ကြွတော်မူ၍ယဟန်900တို့အားအရဟတဖို့သို့တည်စေကြပြီလျင်ယဟန်900နှင့်အတူဝေလူဝန်ကျောင်းတော်သို့ပြန်ကြွလာခဲ့သည်အဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်ပြီးဗုဒ္ဓမြတ်စွာဘုရားကဤအတိတ်သက်ကြောင်းကိုဟောတော်မူခဲ့သည်ရှေးလွန်လေပြီးသောအခါရာဇဂိုပြည်၌မကရမင်းကြီးထိနှံဆိုးဆန်စဉ်ဘုရားလောင်းသည်တမင်မျိုး၌ဖြစ်သည်သူတွင်နောက်လိုက်အချွေရန်တမင်မောင်း1000ရှိသည်အသက်အရွယ်ကြီးရင်ချင်းတွင်တားဖြစ်ကြသည့်လက္ခဏာနှင့်ကာလတို့ကိုခေါ်၍အမောင်တို့ငါအိုပြီဤတမင်1000တို့ကိုတယောက်900စီခွဲဝေ၍စောင့်ရှောက်ကြဟုဆိုကာတားတမင်2ပါးလွှဲပြောင်းပေးလိုက်တယ်လက္ခဏာနှင့်ကာလတို့သည်မိမိနောက်လိုက်တမင်များကိုအတိအကျဥဆောင်၍ထိုနေရာမှထွက်လာခဲ့ကြတယ်ကာလတမင်သည်အခွင့်အခါကိုမရွေးတတ်သွားလိုသည့်အချိန်တွင်လက်မရွေးပဲလူနေသောပတ်ဝန်းကျင်မှသွားသည်ထို့ကြောင့်တမင်များသည်လူတို့၏ပြစ်ခတ်ဖမ်းယူခြင်းကိုခံကြရသည်နောက်ဆုံးတွင်နောက်လိုက်တမင်အရေးအတွက်နှဲငယ်ဖြင့်သာတောထဲသို့ဝင်ရောက်ခဲ့ရသည်လက္ခဏာတမင်မူကားအချိန်ကာလကိုရွေးတတ်သည်တကောင်ရန်အချိန်တွင်သာသွားလာ၍လူနေရက်ကွက်နှင့်အလံဝေးသောလန်ခီကိုသာအသုံးပြုသည်အဲဒါကြောင့်မလို့သူ့အချွေရန်တမင်များသည်ပျက်စီးခြင်းအလင်းမရှိဘဲအချမ်းရန်ပြည့်စုံသောဖြင့်တောထဲသို့ဝင်နိုင်ခဲ့သည်တမင်များသည်တောထဲ၌4 လကာလပတ်လုံးခိုအောင်နေခဲ့ကြရာကောက်စပါးများတင်းစီချိန်မှပြန်လည်ထွက်လာခဲ့ကြသည်ကာလတမင်၏စင်ကျင်တုံတရားကင်းမဲ့မှုကြောင့်သူနောက်လိုက်တမင်အားလုံးဆုံးပါခဲ့ရသည်တမင်ဖခင်အိုကြီးမျက်မှောက်သို့တကောင်နဲ့သာလာခဲ့ရသည်လက္ခဏာကမူနောက်လိုက်တကောင်မြမပြတ်စည်းပဲတမင်ပေါင်း900အပြည့်ဖြင့်ပင်ပြန်လာခဲ့သည်ယခုခေတ်ကာလသည်ပင်သွာလာနေထိုင်တတ်ရန်ပို၍လိုအပ်ပေသည်အသွားမတော်တလန်းဆိုသည့်တိုင်စိတ်အလိုကိုမလိုက်ပဲစဉ်းစားဆင်ခြင်ဉာဏ်ဖြင့်နေတတ်ထိုင်တတ်ကြစေရန်ရည်ရွယ်ပြီးတော့ပြောကြရခြင်းဖြစ်ပါသည်ကျေးဇူးအများကြီးတင်ပါသည်